ဒီ comment တွေကပြဿနာက AI ကိုသုံးတဲ့လူတိုင်းအများတန်းကြုံရတဲ့ပြဿနာတွေတခုပါဆိုတော့ကျွန်တော်တို့လည်းအများတန်းကြုံရပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာကျွန်တော်ဒီလိုမျိုး AI ကနေထုတ်ပေးလိုက်တဲ့အရာကကိုလိုချင်တာနဲ့မကိုက်ဘူးဆိုရင်ဒါကိုဘယ်လိုပြန်ပြီးတော့ modify လုပ်လို့ရမလဲဆိုတာနဲ့ကိုလိုချင်တဲ့အပိုင်းကိုပဲရွေးပြီးဘယ်လို edit လုပ်လို့ရမလဲဆိုတာအပြင်မူရင်းပုံကိုမပြောင်းဘဲနဲ့ lighting တွေ background တွေ setting တွေကိုပဲပြောင်းပြီးတော့ဘယ်လိုမျိုးထုတ်ရမလဲဆိုတာကိုလက်တွေ့လုပ်ပြပေးတော့ပါမယ်စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့အရင်ဆုံးရှမ်းခောက်ဆွဲတပွဲပုံကိုထုတ်ချင်တယ်ဆိုပါတော့ကျွန်တော်အရင်အသုံးပြုခဲ့တဲ့ prompt ထဲမှာရှမ်းနူတယ်ဆိုတာကိုပဲရေးပြီးထုတ်ခိုင်းလိုက်ရင် AI ကအခုလိုပုံတစ်ပုံမျိုးထုတ်ပေးလာပါတယ်ဒါပေမဲ့ထွက်လာတဲ့ပုံကကျွန်တော်လိုချင်တဲ့ရှမ်းခောက်ဆွဲပုံစံနဲ့တော်တော်လေးလွဲနေတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေကြလို့ရှိရင်ဒီဟင်းပွဲအနာမည်တစ်ခုတည်းထည့်မဲ့အစားဒီရှမ်းခောက်ဆွဲမှာဘာတွေပါလဲဘလို့ပြင်ဆင်ထားလဲဆိုတော့ short description လေးတွေကျွန်တော်ထည့်ပေးလို့ရှိတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော် Google မှာရှမ်းခောက်ဆွဲရဲ့အတူချုံဖော်ပြချက်တစ်ခုကိုရှာပြီးတော့ကျွန်တော် copy ယူလိုက်တယ်ပြီးရင်တော့ဒီ prompt ထဲမှာပဲရှမ်းနူတယ်ဆိုတဲ့စကားလုံးတစ်လုံးနဲ့အစားမှာကျွန်တော်ခုနက short description လေးကိုပါကျွန်တော်တွဲပြီးတော့ထည့်ပေးလိုက်တယ်ဒီဒီချိန်မှာတော့ဒီရှမ်းခောက်ဆွဲရဲ့ပါဝင်ပစ္စည်းတွေနဲ့ပုံစံကို AI ကပို့ပြီးတော့နားလည်သွားတဲ့အတွက်တကယ်ရှမ်းခောက်ဆွဲနဲ့တူတဲ့နီးစပ်တဲ့ပုံကိုရလာပါတယ်ဒီနေရာမှာကျွန်တော် Google Flow မှာသဘောကျတဲ့အချက်ကထွက်လာတဲ့ပုံကိုတပုံလုံးပြန်ထုတ်เสียမလို့ပဲနဲ့ကိုလိုချင်တဲ့အပိုင်းကိုပဲရွေးပြီးတော့ edit လုပ်ပြီးပြင်လိုက်တာပါဥပမာဒီပုံထဲမှာဆိုရင်နန်းနန်းပင်ပုံပါနေတယ်ဗျာဆိုတော့ကျွန်တော်ကနန်းနန်းပင်ကိုမထည့်ချင်ဘူးဆိုရင်ဒီနန်းနန်းပင်ကို select လုပ်ပြီးတော့ remove the coriander လို့ကျွန်တော်ရေးပေးလိုက်တယ်ဆိုတော့အဲ့လိုမျိုးရေးပြီး edit လုပ်ပေးလိုက်တာနဲ့ AI ကကျန်တဲ့ဟင်းပွဲပုံစံကိုမပြောင်းဘဲနဲ့အခုရွေးထားတဲ့နန်းနန်းပင်ကိုပဲသူဖယ်ရှားပေးလိုက်တယ်ဆိုတော့ဒါဆိုရင်ဒါနန်းနန်းပင်မဖယ်ခင်ကပုံဖြစ်ပြီးတော့ဒါဖယ်ပြီးသွားတဲ့ပုံပါဆိုတော့ဒီလိုနည်းနဲ့ပဲ AI ကထုတ်ပေးလိုက်တဲ့ပုံကိုလိုချင်တဲ့အရာဒါမှမဟုတ်လေကိုထည့်ချင်တဲ့အရာတွေကိုဖြုတ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ Google Flow မှာ edit လုပ်လို့ရတယ်ဆိုတော့ဒါတွေမကသေးဘဲနဲ့အခုနောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာကဒီရိုးရိုးဖုန်းနဲ့ရိုက်ထားတဲ့တကယ်ပုံတွေကိုလည်း AI သုံးပြီးတော့ဒီလိုမျိုး commercial ပုံစံမျိုးတွေကျွန်တော်ပြန်ထုတ်ခိုင်းလို့ရတယ်ဒီမူရင်းပုံကိုပဲကျွန်တော် AI မှာ reference အနေနဲ့ upload လုပ်ပြီးတော့မျက်မှန်ရဲ့မူရင်းပုံကိုမပြောင်းဘဲနဲ့ကျန်တဲ့ background တွေ lighting တွေcamera angle တွေကိုပဲပြောင်းပြီးတော့ထုတ်ခိုင်းလိုက်တဲ့အခါမှာအခုလိုမျိုးတာမန်ဖုန်းနဲ့ရိုက်ထားတဲ့ပုံလေးကနေပြီးတော့ studio မှာရိုက်ထားတယ်လို့မျိုးကျွန်တော် commercial Samsung product မျိုးတွေကိုလည်းဖန်တီးလို့ရပါတယ်အခုကျွန်တော်ဗီဒီယိုထဲမှာလက်တွေ့လုပ်ပြခဲ့တယ်လို့လည်း AI ကိုပုံအသစ်တွေထုတ်ခိုင်းတာပြုပြင်တာနဲ့ကိုယ့်ရဲ့မူရင်းပုံကိုမပြောင်းဘဲနဲ့ကျန်တဲ့ overall တွေကိုပိုကောင်းအောင်ထုတ်လို့ရတယ်ဆိုတာတွေကိုလည်းအားလုံးပဲစမ်းသပ်ပြီးတော့ like လုပ်ကြည့်လို့ရပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်သုံးသွားတဲ့ prompts တွေကိုလိုချင်ရင်လည်း chat box မှာ free လာယူလို့ရပါတယ်အားလုံးပဲချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အာသာနိုင်ပါနောက်ဗီဒီယိုဒီမှာပြန်လည်တွေ့ပါ